皆さんこんにちはအခုကတော့ Antu ခန်းကြီး Master ရဲ့ Sanju Kyunichi မဲကိုဆက်ပြီးတော့လေ့လာကြမယ်အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးရဲ့တယောက်ကခန်းကြီးလေးတစ်ခုချင်းစီသေးစိတ်ကိုနောက်မှာဆက်ကြည့်ကြမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်116လုံးမြောက်ခန်းကြီးလေး116လုံးမြောက်ခန်းကြီးလေးကဘာခန်းကြီးလေးလဲဆိုတော့ဒီခန်းကြီးလေးသူ့ရဲ့ဥယျာဉ်မီအနေနဲ့ကိုအရင်ကြည့်မယ်အဲ့တော့ဥယျာဉ်မီက short ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်အဲ့ short လေးကိုဘယ်နေရာမှာသုံးလဲဆိုရင် shori ဆိုတဲ့ဖြည့်ရှင်းတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ဒီ re ကကြတော့皆さんတို့မြင်မှုတယ်နော်ဘာမှမြင်မှုလဲ reuse တို့ဘာတို့မှာသုံးတဲ့ခန်းကြီးလေးเนาะအဲ့တော့ကြာဘာဖြစ်တာလဲ shori ဆိုတာကဖြည့်ရှင်းတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်သွားပြီးတော့ tai short ဆိုရင်ကကင်တွယ်ဖြည့်ရှင်းတယ်ဆိုတဲ့အဓိပ္ပာယ်ဗာလဲကင်တွယ်ဖြည့်ရှင်းတာအဲ့တော့ဒီ tai လေးကိုကြာတော့ဘာမှအများဆုံးမြင်မှုကြလဲဆိုရင်အလုံးလုံးတဲ့တွေဆိုရင် tai-o ဆိုတဲ့ခန်းကြီးလေးမှာအများဆုံးမြင်မှုတယ်ဒီ tai လေးကเนาะအဲ့တော့ tai-o ကကြာတော့ဗာလဲဆိုတော့ပြုတ်မှုတယ်ရင်ဆိုင်တယ်တုံ့ပြန်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးနဲ့ဒီ short လေးနဲ့ပေါင်းလိုက်တော့ကင်တွယ်ဖြည့်ရှင်းတာပေါ့တုံ့ပြန်နေရင်ဆိုင်နေပြုတ်မှုတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်တော့ဒီတိုင်းနဲ့ပေါင်းလိုက်တော့ကင်တွယ်ဖြည့်ရှင်းတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်သွားမယ်เนาะတိုင်း short ကင်တွယ်ဖြည့်ရှင်းခြင်းနော်အဲ့တော့ကြာဒီခန်းကြီးလေးရဲ့မှတ်နည်းကိုကြည့်ကြမယ်နော်မှတ်နည်းကကြတော့ဒီမှာနှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်အဲ့တော့ဒီရှေ့အပိုင်းလေးကကြာဘာလဲဆိုတော့ shoe ဆိုတဲ့နောက်ကြတာကိုကိုစားပြုတဲ့ခန်းကြီးလေးဖြစ်မယ်အဲ့တော့ဒီခန်းကြီးလေးကကြတော့ဘာလဲဆိုတော့ kinyo ဆိုတဲ့စပွဲကိုကိုစားပြုတဲ့ခန်းကြီးလေးဖြစ်မယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီအားကြတော့ကိုကရောက်တာနောက်ကြသွားတော့စပွဲတွေမရှိတော့ဘာဖြစ်တာလဲ shori ပဲဖြစ်ဖြစ် tai short ပဲဖြစ်ဖြစ်ပေါ့နော်ကင်တွယ်ဖြည့်ရှင်းရတယ်ဒီစပွဲမရှိတဲ့ပြဿနာကိုကင်တွယ်ဖြည့်ရှင်းရတယ်လို့ပဲမှတ်ထားလိုက်မယ်နောက်ကြတယ်ရောက်တာနောက်ကြတော့စပွဲတွေမရှိတော့ကင်တွယ်ဖြည့်ရှင်းမရတယ်လို့မှတ်လို့ရတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်ဒါကဘာလဲဆိုတော့ shori ဆိုတဲ့ဖြည့်ရှင်းတယ်ဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့ tai short ဆိုရင်ကဘာလဲကင်တွယ်ဖြည့်ရှင်းခြင်းဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးပေါ့နော်အဲ့ဒါ116လုံးမြောက်ခန်းကြီးလေးပြီးသွားပြီအဲ့တော့နောက်တစ်လုံးကိုဆက်ကြည့်မယ်နောက်တစ်လုံးကကြာ118လုံးမြောက်ခန်းကြီးလေးအဲ့တော့ဒီခန်းကြီးလေးကကြတော့ဗာလဲဆိုတော့ခွန်းရော်မီကိုအရင်ကြည့်မယ်ခွန်းရော်မီအနေနဲ့ကဗာလဲစာဝါရုဆိုတဲ့ထိတွေ့ရဲဆိုတဲ့ခန်းကြီးလေးဖြစ်တယ်ခွန်းရော်မီအနေနဲ့ကအွန်းရော်မီအနေနဲ့ကဗာလဲဆိုတော့ shoku အဲ့တော့ကြတော့ can shoku ဆိုရင်ကကြတော့ဗာလဲဆိုတော့ထိအတွေ့ခံစားချက်ဒီ can လေးကကြတော့လေဒီကိုယ့်ရဲ့ခန်းကြောတွေပါခံစားချက်ကိုသုံးကိုစားပြည့်ခန်းကြီးလေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထိတွေ့တဲ့ခန်းစားချက်ထိတွေ့ရဲဆိုအတွေ့ခန်းစားချက်ကိုပြောတဲ့နေရာမှာသုံးတဲ့ခန်းကြီးလေးဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်သူ့ရဲ့မှတ်ပုံမှတ်နည်းလေးကိုဆက်ကြည့်ကြမယ်နော်အဲ့တော့ဒါလေးကိုဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲဆိုရင်နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ဒီရှေ့အပိုင်းလေးကကြာပါလဲဆိုတော့ခါတိုဆိုတဲ့ဓာတ်ဘာလဲဒီ down ကိုပြောတာပေါ့နော်ခါတိုဆိုတဲ့ down ကိုပြောတာဒါကကြတော့တည်ပြီးသားဘာလဲမူရှိဆိုတဲ့ပိုးကောင်လေးအဲ့တော့down မှာရှိနေတဲ့ပိုးကောင်လေးကိုဘာဖြစ်တာလဲစာဝါတို့ထိတွေ့ပါတယ်ဒီခါတိုဆိုတဲ့ဒီ down မှာရှိတဲ့ဘာလဲပိုးကောင်လေးကိုသူကထိတွေ့တယ်လို့မှတ်လို့ရတယ်အဲ့တော့ဘာလဲခါတိုမှာရှိတဲ့မူရှိလေးကိုစာဝါတို့ထိတွေ့ပါတယ်လို့မှတ်လို့ရတယ်ဟုတ်ပြီအဲ့ဆိုရင်ဒီ118လုံးမြောက်ခန်းကြီးလေးကပါလဲစာဝါရု shoku ဆိုရင်ကပါလဲခန်း shoku ဆိုပြီးတော့သုံးပြတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်နောက်လုံးဆက်ကြည့်ကြအောင်နော်118လုံးမြောက်ခန်းကြီးလေး118လုံးမြောက်ခန်းကြီးလေးဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အွန်းရော်မီကိုအရင်ကြည့်မယ်ခွန်းရော်မီအနေနဲ့ကပါလဲဆိုတော့ hari ဆိုတဲ့ app ပါလဲ hari ဆိုတဲ့ appနော်ပြီးတော့ကြတော့ဗာလဲအဲ့နဲ့အချီဆွဲဟာရဲ့အဲ့နော်ပြီးတော့ကြနောက်တစ်ခုကအုံရော်မီအနေနဲ့ကရှင်းကိုဘယ်နေရာမှာသုံးလဲဆိုတော့ဟိုးရှင်းဆိုပြီးတော့သုံးတယ်အဲ့တော့ဟိုးရှင်းဆိုရင်ဒါမိနာဆန်တို့တည်ပြီးသားမူဝါဒကိုပြောတာအဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးကိုဘယ်လိုမှတ်ကြမလဲမှတ်မယ်ဆိုရင်တော့နှစ်ပိုင်းပိုင်းပြီးတော့မှတ်လို့ရတယ်ရှေ့ကအပိုင်းတွေကအိုခါနဲဆိုတဲ့ပတ်စံခန်းကြီးနောက်ကကြတော့ဂျူးလို့ပဲမှတ်လိုက်မယ်အဲ့တော့10ပတ်စံ10ပေးပြီးအရင်တော့ဆိုရင်ပတ်စံ10နဲ့အဝယ်လို့ရတယ်လို့မှတ်လို့ရမယ်အရင်တော့ဆိုရင်ပတ်စံ10ကျပ်နဲ့အဝယ်လို့ရတယ်လို့မှတ်လို့ရတယ်အဲ့တော့ hari ဆိုတဲ့ app လေးဖြစ်သွားမယ်နော်အဲ့တော့ကြတော့ဒီခန်းကြီးလေးကကြတော့ hari ဆိုတဲ့ app သူ့ရဲ့အွန်းရော်မီအနေနဲ့ကရှင်းဘယ်နေရာမှာသုံးလဲဟိုးရှင်းဆိုတဲ့မူဝါဒမှာအသုံးပြုတယ်ဟုတ်ပြီဒီနေ့အခန်းလေးကလွယ်တဲ့အတွက်ကြောင့်မလို့တမ်းပြီးရနိုင်တယ်တခါတည်းမှတ်မယ်နော်အဲ့ဆိုရင်ဒီနေ့ကတော့ပြီးတော့ပါပြီမိနာဆန်လည်းရမယ်လို့ထင်ပါတယ်ありがとうございますまたねバイバイ